Hello အားလုံးပဲမင်္ဂလာပါရှင် Swiss မိုင်းမိုင်စုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထောပတ်နဲ့တင်တင်လေးနဲ့အရန်စားလို့ကောင်းတဲ့ထောပတ်ကိတ်မိုးလေးလှူစားဖြစ်တာနဲ့အားလုံးကိုပြန်လည်ညှို့ပြလိုက်ပါတယ်ဆိုနေတူတူအဆုံးထိကြည့်ပါအောင်နော်ဒါလေးကတော့ပဝင်ပစ္စည်းလေးပါကျိုးကို100 gram သုံးထားပါတယ်ဘတ်ဂျာကိုလည်း100 gram သုံးထားပါတယ်ကိတ်ကြုံပေါ့နော်ကိတ်ကြုံကိုလည်း100 gram သုံးပါတယ်တကြားကိုတော့80 gram ပဲသုံးထားပါတယ်။နွားနို့ကထမင်းစားဆုံး2စွန်းစာလောက်ပဲသုံးထားပါတယ်။ဒါကတော့ဗနီလာပေါ့နော်။ဗနီလာကိုလည်းအနည်းငယ်စုသုံးပါမယ်။ဘေကင်ဖောင်တာပါ။ဘေကင်ဖောင်တာကိုလက်ဖက်ရည်စွန်း1စွန်းအေးပဲစုသုံးထားပါတယ်။ပထမဆုံးဘတ်ဂျာနဲ့တကြားကိုရောပြီးတော့ခရင်ဖိအောင်မှုပေးရပါမယ်။ပြီးတော့ရင်ဘေးနားလေးကိုတက်ပြီးတော့2မိနစ်လောက်စုတွေထပ်ပြီးမှုပေးရပါမယ်။ပြီးတော့ရင်တော့ကျုပ်ထည့်ပါမယ်ကျုပ်ကိုနှစ်ခါခွဲပြီးတော့ထည့်ပေးပါတယ်ပုံမှန်ဆိုရင်တော့ကျုပ်တစ်လုံးက50 gram ပေါ့နော်100 gram ဆိုလို့ရှိရင်နှလုံးပဲသုံးမှာဖြစ်ပေမဲ့စူးရဲ့ကျုပ်ကသေးနေတဲ့အတွက်သုံးလုံးအေးသုံးထားတာဖြစ်ပါတယ်ပြီးတော့ရင်တော့ဂျုံနဲ့ဘေကင်ဖောင်တာကိုစစ်ပြီးတော့ထည့်ပေးပါတယ်ဂျုံနဲ့အတူနွားနို့ပါနည်းငယ်ထည့်ပေးပါနော်ဒီဂျုံကိုလည်းစုရီ3ခါခွဲပြီးတော့ထည့်ပေးပါတယ်။စုက3ခါကိုတော့ရိုက်တော့မပြတော့ဘူးပေါ့နော်။တစ်ခါပဲရိုက်ပြတာဖြစ်ပါတယ်။ပြီးသွားရင်တော့အနားလေးတွေတက်ပြလိုက်ပါတယ်။စုကတော့စီတုတ်ထားတဲ့အလူမီနီယံခွက်ထဲမှာထည့်ပေးလိုက်ပါတယ်။ကိတ်မို့အတွင်းသားလေးမကွေစေဖို့စပွဲပေါ်မှာ2ချက်3ချက်လောက်စောင့်ချပေးပါနော်။ပြီးသွားရင်တော့190ဒီဂရီအပူပေးထားတဲ့အာဗန်မှာမိနစ်40ဖုတ်ပေးလိုက်ပါတယ်။အာပန်ကနေထုတ်ပြီးမိနစ်20ကြာမှာတော့ကိတ်မုံလေးကိုလှီးပေးလိုက်ပါတယ်။ဆိုက bakery industry တဲကိုခုမှစဝင်တဲ့ဘေကနာတယောက်ဖြစ်တဲ့အတွက်လိုအပ်ချက်တွေတော့အများကြီးရှိနေပါဦးမယ်ရှင်။ဒါလေးကတော့တက်နိုင်သလောက်စုစူးစမ်းပြီးတော့လုပ်ထားတဲ့ပထမဆုံးကိတ်မုံလေးဖြစ်ပါတယ်။ဒါဆိုရင်တော့ထောပတ်နဲ့တင်တင်လေးနဲ့ထောပတ်ကိတ်မုံလေးရပါပြီ။ထောပတ်နဲ့တင်တင်လေးနဲ့ရမ်းစားလို့ကောင်းပါတယ်။တခြားလည်း short ထားဆိုတော့အရင်ကြီးမချိုလုံးဘူးပေါ့နော်။မချိုလုံးမပေါ်လို့အနေထားနေစားလို့ကောင်းပါတယ်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share လေးလုပ်ထားပေးပါအောင်နော်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ထားပေးပါအောင်နော်။နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်။